မင်္ဂလာပါခင်ဗျ SNN YouTube Channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာအနှံ့ပြားကပိတ်သက်တွေကြားမှာရေပန်းစားနေတဲ့နိုင်ငံရေးအရာရောအားကစားလောကမှာပါအငင်းပွားပွဲရဖြစ်လာနိုင်တဲ့သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီးအသေးစိတ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့အီရန်အသင်းဟာလာမယ့်ကမ္ဘာဖလားပွဲစဉ်တွေကိုအမေရိကန်မြေပေါ်မှာလာရောက်ရှင်ပြန်ရတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီသတင်းဟာဘာကြောင့်ဒီလောက်ထိအရေးပါတယ်လဲနိုင်ငံတကာဆက်ဆံရေးအပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်တယ်လဲပြီးတော့ဘောလုံးပွဲဟာငင်းချမ်းရေးအတွက်တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနိုင်မလားဆိုတာတွေကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးသွားမှာပါ2026ခုနှစ်ဧပြီလ30ရက်နေ့မြန်မာစံတော်ချိန်မေလ1ရက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအိမ်ဖြူတော်မှာသတင်းတောက်တွေနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီချိန်မှာသတင်းတောက်တွေကအီရန်အသင်းရဲ့ကမ္ဘာဖလားပါဝင်ရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ကြပါတယ်ထရန့်ရဲ့အဖြေကတော့ရှင်းပါတယ် FIFA ဥက္ကဋ္ဌဂျီယာနီအင်ဖန်တီနိုကအီရန်အသင်းကမ္ဘာဖလားမှာကစားမယ်လို့ပြောကြားခဲ့ပြီးနောက်မှာထရန့်က FIFA ဥက္ကဋ္ဌကပြောတယ်ဆိုရင်တော့ကျွန်တော် okay ပါတယ် I'm okay လို့တူတူနဲ့ပြက်ပြက်သားသားဖြေကြားခဲ့ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကထရန့်ရဲ့နောက်ဆက်တွဲမှတ်ချက်ပါသတင်းတောက်တစ်ယောက်ကအကယ်၍အီရန်အသင်းသားကမ္ဘာဖလားမှာဘူဆွဲသွားရင်ဘယ်လိုလုပ်မလဲလို့မေးမြန်းခဲ့ရမှာထရန့်ကဟာတာနော်ပြီးအကယ်၍သူတို့သာနိုင်သွားရင်တော့အဲ့ဒီကိစ္စအတွက်ကျွန်တော်တို့ပူပန်ရလိမ့်မယ် If they win we'll have to worry about that လို့ပြောခဲ့တာပါဒီမှတ်ချက်ဟာနိုင်ငံရေးတင်းမာမှုတွေကြားကနေအားကစားရဲ့ပေါ့ပါတဲ့ဘက်ကိုမီးမောင်းထိုးပြလိုက်တယ်လို့ပါပဲဒါပြင်အီရန်နဲ့ပြုလုပ်နေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာလေထရန့်ကအသီးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပဲဒီဆွေးနွေးပွဲတွေအကြောင်းကျွန်တော်နဲ့တခြားလူအနည်းငယ်ကလွယ်ပြီးဘယ်သူမှမသိပါဘူးသူတို့ကသဘောတူညီချက်တစ်ခုရဖို့အလိုရှိနေကြပါတယ်လို့သာမှတ်ချက်ပေးခဲ့ပါတယ်ဒီသတင်းရဲ့နောက်ွယ်ကအရေးပါတဲ့အကြောင်းအရာတွေကိုဆက်ပြီးဆွေးနွေးကြည့်အောင်ပါအီရန်နဲ့အမေရိကန်တို့ရဲ့ဆက်ဆံရေးဟာနှစ်ပေါင်းများစွာကြာအောင်တင်းမာမှုတွေပဋိပက္ခတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်နျူကလ িয়ার အစီအစဉ်ဒေတာတွင်းဩဇာလွှမ်းမိုးမှုနဲ့လူအခွင့်အရေးဆိုင်ရာကိစ္စရပ်တွေဟာနှစ်နိုင်ငံကြားကအဓိကပြဿနာတွေဖြစ်ပါတယ်ဒီလိုနိုင်ငံရေးအရာရှုပ်ထွေးပြီးတင်းမာနေတဲ့အခြေအနေမျိုးမှာအားကစားပွဲတစ်ခုဖြစ်တဲ့ကမ္ဘာဖလားကဘလို့အခန်းကဏ္ဍကနေပါဝင်လာနိုင်မလဲဆိုတာစဉ်းစားစရာပါ FIFA ဥက္ကဋ္ဌဂျီယာနီအင်ဖန်တီနိုကလည်းအီရန်အသင်းဟာကမ္ဘာဖလားမှာပါဝင်ရှင်ပြိုင်မှာဖြစ်ပြီးအမေရိကန်ပြည်ထောင်စုမှာကစားရမှာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်သူကဟုတ်ပါတယ်အီရန်ဟာအမေရိကန်ပြည်ထောင်စုမှာကစားရမှာပါအကြောင်းပြချက်ကရိုးရှင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့စီးလုံးဖို့လိုပါတယ်လူတွေကိုစုစည်းဖို့လိုပါတယ်လို့ပြောကြားခဲ့ပါတယ်ဒီစကားဟာအားကစားရဲ့အနှစ်သာရကိုဖော်ညွှန်းနေတာဖြစ်ပါတယ်ဒီတော့အားကစားတန်တမန်ဆက်ဆံရေး sports diplomacy ဆိုတာဘာလဲဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုလေ့လာကြည့်အောင်ပါအားကစားတန်တမန်ဆက်ဆံရေးဆိုတာနိုင်ငံတွေကြားကဆက်ဆံရေးကိုတိုးတက်ကောင်းမွန်အောင်နားလည်မှုတွေတည်ဆောက်နိုင်အောင်အားကစားကိုအသုံးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်နိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကွာဟချက်တွေကိုကျော်လွှားပြီးလူမှုအတိုင်းအဝိုင်းတွေကိုချိတ်ဆက်ပေးနိုင်တဲ့စွမ်းအားအားကစားမှာရှိပါတယ်။တမိုင်းတစ်လျှောက်မှာလည်းအားကစားဟာနိုင်ငံရေးတင်းမာမှုတွေကိုရှော့ချရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပူပါတယ်။ဥပမာအားဖြင့်1981ခုနှစ်ကအမေရိကန်နဲ့တရုတ်ကြားကပင်းပုံဒီပလိုမေစီကိုကြည့်ပါ။နှစ်ပေါင်းများစွာကြာအောင်ဆက်ဆံရေးပြတ်တောက်နေခဲ့တဲ့နှစ်နိုင်ငံဟာပင်းပေါင်းအသင်းတွေရဲ့ဖလှယ်မှုကနေတဆင့်ဆက်ဆံရေးတိုးတက်လာခဲ့ပြီးနောက်ဆုံးမှာတော့သမ္မတနစ်ဆန်တရုတ်ပြည်ကိုတွားရောက်နိုင်ခဲ့ပါတယ်။ဒါဟာအားကစားကနေငြိမ်းချမ်းရေးစီဦးတည်သွားနိုင်တယ်ဆိုတဲ့အကောင်းဆုံးတာတကားတစ်ခုပါပဲ။ကမ္ဘာဖလားလို့ကြီးမားတဲ့အားကစားပွဲတွေဟာနိုင်ငံအသီးသီးကလူမျိုးပေါင်းစုံယဉ်ကျေးမှုပေါင်းစုံကိုတနေရာထဲမှာစုစည်းပေးနိုင်ပါတယ်။ဘောလုံးပွဲကိုချစ်မြတ်နိုးတဲ့တစိတ်တစ်ခုတည်းနဲ့လူတွေဟာနိုင်ငံရေးဘာသာရေးလူမျိုးရေးကွဲပြားမှုတွေကိုခဏမေ့ထားပြီးအတူတကွပျော်ရွှင်နိုင်ကြပါတယ်။ဒီလိုစုစည်းမှုမျိုးကနေနားလည်မှုတွေခင်မင်ရင်းနှီးမှုတွေတည်ဆောက်နိုင်ပါတယ်2026ကမ္ဘာဖလားကိုအမေရိကန်ကနေဒါနဲ့မက္ကဆီကိုတို့ကပူးတွဲအိမ်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်အီရန်အသင်းဟာအမေရိကန်ပြည်ထောင်စုမှာပွဲစဉ်တွေကစားရမှာဖြစ်ပြီးလက်ရှိအချိန်မှာတော့အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမယ်ဒီတက်ဟာအမေရိကန်ရဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ထားတဲ့ Islamic Revolutionary Guard Corps IRGC နဲ့ဆက်နွယ်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်တွေလည်းထွက်ပေါ်နေပါတယ်ကနေဒါဝန်ကြီးချုပ်မတ်ကာနီကလည်း IRGC အဖွဲ့ဝင်တွေကိုနိုင်ငံထဲဝင်ခွင့်မပြုဘူးလို့ပြောကြားထားပါတယ်ဒီလိုအခြေအနေတွေကြားကနေအီရန်အသင်းအမေရိကန်ကိုဘလို့ဝင်ရောက်လာမလဲဆိုတာစောင့်ကြည့်ရမှာပါဒါပေမဲ့ FIFA ရဲ့ဆုံးဖြတ်ချက်နဲ့သမ္မတထရန့်ရဲ့သဘောထားဟာအားကစားကိုနိုင်ငံရေးနဲ့ခွဲခြားပြီးကြည့်ရှုဖို့ကြိုးပမ်းတဲ့သဘောမျိုးဖြစ်ပါတယ်အားကစားသမားတွေဟာနိုင်ငံရေးသမားတွေမဟုတ်ပါဘူးသူတို့ဟာသူတို့ရဲ့နိုင်ငံကိုကိုစားပြုပြီးအားကစားစွမ်းရည်ကိုပြသဖို့လာရောက်ကြတာပါဒီလိုအခွင့်အရေးမျိုးကိုပေးခြင်းအပြင်နှစ်နိုင်ငံပြည်သူတွေကြားမှာဓာတ်ရိုက်ထိတွေ့မှုတွေနားလည်မှုတွေတိုးပွားလာနိုင်ပါတယ်ဘောလုံးပွဲဟာငြိမ်းချမ်းရေးအတွက်တကယ်ပဲအထောက်အကူပြုနိုင်မလားဆိုတဲ့မေးခွန်းကိုပြန်သွားရအောင်ပါအဖြေကတော့ဟုတ်ကဲ့အထောက်အကူပြုနိုင်ပါတယ်လို့ပြောရမှာပါဘာလို့လဲဆိုတော့ဘောလုံးပွဲဟာလူသားချင်းဆက်သွယ်မှုတရားတစ်ခုဘောလုံးပွဲဟာဘာသာစကားယဉ်ကျေးမှုနိုင်ငံရေးကွဲပြားမှုတွေကိုကျော်လွှားပြီးလူသားချင်းဓာတ်ရိုက်ဆက်သွယ်နိုင်တဲ့တရားတစ်ခုဖြစ်ပါတယ်ကစားသမားတွေရောပရိသတ်တွေပါအတူတကွပျော်ရွှင်ခြင်းဝမ်းနည်းခြင်းစိတ်လှုပ်ရှားခြင်းတွေကိုမျှဝေခံစားကြပါတယ်ဒီလိုစိတ်ခံစားမှုတွေကိုမျှဝေခံစားခြင်းကနေ
လူသားချင်းနားလည်မှုတွေပုံမနှက်ဆိုင်လာနိုင်ပါတယ်။နှစ်ဘုံရီမှန်းချက်တစ်ခုဖန်တီးပေးခြင်းအားကစားမှာအသင်းတစ်သင်းတဲ့အတွက်ဘုံရီမှန်းချက်တစ်ခုကိုထားရှိပြီးအတူတကွကြိုးပမ်းရပါတယ်။ဒီလိုဘုံရီမှန်းချက်ကနိုင်ငံရေးမှာလည်းအတူယူစရာဖြစ်နိုင်ပါတယ်။နိုင်ငံတွေကြားမှာဘုံရီမှန်းချက်တွေထားရှိပြီးအတူတကွပူးပေါင်းဆောင်ရွက်ခြင်းအပြင်ပဋိပက္ခတွေကိုရှော့ချနိုင်ပါတယ်။ 3. အမုန်းတရားကိုရှော့ချခြင်းအားကစားပွဲတွေဟာပြိုင်ဆိုင်မှုတွေရှိပေမဲ့အမုန်းတရားကိုအခြေခံတာမဟုတ်ပါဘူး။အားကစားစိတ်ဓာတ်နဲ့ရှင်ပြိုင်ခြင်းပြိုင်ဘက်ကိုလေးစားခြင်းတို့ကအမုန်းတရားတွေကိုရှော့ချပြီးအပြန်အလှန်လေးစားမှုကိုတိဆောက်ပေးနိုင်ပါတယ်။ 4. လူငယ်များအတွက်စံနမူနာအားကစားသမားတွေဟာလူငယ်တွေအတွက်စံနမူနာတွေဖြစ်ပါတယ်။သူတို့ရဲ့စီကံရှိမှုစ조사အားထုတ်မှုအားကစားစိတ်ဓာတ်တို့ကလူငယ်တွေကိုကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိစေဖို့လှုံ့ဆော်ပေးနိုင်ပါတယ်။ဒါပေမဲ့အားကစားတစ်ခုတည်းနဲ့တော့ငြိမ်းချမ်းရေးကိုအပြည့်အဝတိဆောက်နိုင်မှာမဟုတ်ပါဘူး။နိုင်ငံရေးဆွေးနွေးပွဲတွေတန်တမန်ရေးရာကြိုးပမ်းမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းလိုအပ်ပါတယ်။အားကစားဟာဒီလိုကြိုးပမ်းမှုတွေအတွက်လမ်းခင်းပေးနိုင်တဲ့အရှိန်အဟုန်မြင့်တင်ပေးနိုင်တဲ့အင်အားတစ်ခုအဖြစ်ပါဝင်နိုင်ပါတယ်။ကမ္ဘာဖလားလိုနိုင်ငံတကာအားကစားပွဲကြီးတွေဟာနိုင်ငံရေးတင်းမာမှုတွေကိုဖြေလျှော့ပေးနိုင်တဲ့အလားအလာတွေအမြဲရှိနေပါတယ်။ဥပမာအဖြစ်1998ခုနှစ်ကမ္ဘာဖလားမှာအမေရိကန်နဲ့အီရန်တို့ဘောလုံးဝင်းထဲမှာရင်ဆိုင်တွေ့ဆုံခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာအောင်တင်းမာနေခဲ့တဲ့နှစ်နိုင်ငံကြားကဒီပွဲစဉ်ဟာကမ္ဘာအာရုံကိုဖန်ဆားခဲ့ပါတယ်။ပွဲမစခင်မှာနှစ်ဖက်ကစားသမားတွေဟာအတူတကွဓာတ်ပုံရိုက်ပြီးပန်းစည်းတွေဖလှယ်ခဲ့ကြပါတယ်။ဒီလိုလုပ်ရမျိုးဟာနိုင်ငံရေးကောင်းဆောင်တွေမလုပ်နိုင်ခဲ့တဲ့ချစ်ကြည်ရင်းနှီးမှုကိုပြသလိုက်တာပါပဲ။အဲ့ဒီပွဲစဉ်ကို Mother of All Games လို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ နောက်ထပ်ဥပမာတစ်ခုအနေနဲ့2018ခုနှစ်ဆောင်းရာသီအိုလံပစ်ပွဲတော်ကိုကြည့်ပါမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ဟာအားကစားသမားတွေကိုပူးတွဲအသင်းအဖြစ်ဆေလွတ်ခဲ့ပြီးဖွင့်ပွဲအခမ်းအနားမှာလည်းကိုရီးယားကျွန်းဆွယ်အလံကိုအတူတကွကင်ဆောင်ချီတက်ခဲ့ကြပါတယ်ဒါဟာနိုင်ငံရေးအရာပြင်းထန်စွာကွဲပြားနေတဲ့နိုင်ငံနှစ်ခုကြားမှာအားကစားကနေတဆင့်ပြန်လည်တင့်မြတ်ရေးအတွက်မျှော်လင့်ချက်အလင်းရောင်ကိုပြသလိုက်တာဖြစ်ပါတယ်ဒီလိုတာရကတွေကနေတဆင့်ကျွန်တော်တို့ဘာကိုသင်ခန်းစာယူနိုင်လဲဆိုတော့အားကစားဟာနိုင်ငံရေးပြဿနာတွေကိုတခါတည်းနဲ့ဖြေရှင်းပေးနိုင်မှာမဟုတ်ပေမဲ့နိုင်ငံရေးခေါင်းဆောင်တွေအတွက်စပွဲဝိုင်းမှာပြန်လည်ထိုင်ပြီးဆွေးနွေးဖို့နားလည်မှုတွေတိဆောက်ဖို့လမ်းစာတစ်ခုကိုဖန်တီးပေးနိုင်တယ်ဆိုတာပါပဲအီရန်အသင်းအမေရိကန်မြေပေါ်မှာကမ္ဘာဖလားကစားရခြင်းဟာလေဒီလိုမျိုးအခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်အီရန်နဲ့အမေရိကန်တို့ဟာကမ္ဘာဖလားသမိုင်းမှာနှစ်ကြိမ်တွေ့ဆုံမှုပါတယ်ပထမဆုံးကြိမ်ကတော့1998ခုနှစ်ပြင်သစ်ကမ္ဘာဖလားမှာပါအဲ့ဒီပွဲစဉ်မှာအီရန်က2ဂိုးတကူနဲ့အနိုင်ရခဲ့ပါတယ်ဒုတိယကြိမ်တွေ့ဆုံမှုကတော့2022ခုနှစ်ကာတာကမ္ဘာဖလားမှာပါအဲ့ဒီပွဲစဉ်မှာတော့အမေရိကန်ကတကိုးကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်ဒီပွဲစဉ်နှစ်ခုစလုံးဟာနိုင်ငံရေးအရာတင်းမာမှုတွေကြားကနေကစားခဲ့ရတာဖြစ်ပေမဲ့ဘောလုံးပွဲရဲ့စိတ်လှုပ်ရှားစရာကောင်းမှုနဲ့အားကစားစိတ်ဓာတ်ကိုအပြည့်အဝပြသနိုင်ခဲ့ပါတယ်ဒီတစ်ချိန်2026ကမ္ဘာဖလားမှာအီရန်အသင်းအမေရိကန်မြေပေါ်မှာလာရောက်ကစားရမယ်ဆိုတဲ့သတင်းဟာအားကစားလောကအတွက်ရောနိုင်ငံတကာဆက်ဆံရေးအတွက်ပါစိတ်ဝင်စားစရာကောင်းတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမယ်ဒီတက်ချ်နဲ့ IRGC ဆက်နွယ်မှုကိစ္စရပ်တွေကစိန်ခေါ်မှုတွေရှိနေနိုင်ပေမဲ့ FIFA နဲ့ American အစိုးရတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူဒီစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ SNN ပရိသတ်ကြီးတို့ရေဒီသတင်းနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ယူဆကြပါသလဲ။အီရန်အသင်းအမေရိကန်မြေပေါ်မှာကမ္ဘာဖလားလာရောက်ကစားခြင်းဟာနှစ်နိုင်ငံဆက်ဆံရေးအတွက်အပြုသဘောဆောင်တဲ့လက္ခဏာတစ်ခုဖြစ်လာနိုင်မလား။ဒါမှမဟုတ်နိုင်ငံရေးတင်းမာမှုတွေကြားမှာအားကစားကိုအသုံးချတာမျိုးဖြစ်နေမလား။ဘောလုံးပွဲဟာငင်းချမ်းရေးအတွက်တကယ်ပဲအထောက်အကူပြုနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတင်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုကွန်မန့်မှာရေးသားပေးခဲ့ကြပါဦးကျွန်တော်တို့ SNN YouTube Channel ကိုလည်း Subscribe လုပ်ပြီးခေါင်းလောင်းပုံလေးကိုနှိပ်ထားဖို့မမိပါနဲ့နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲခင်ဗျာ SNN ကနေနားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်နောက်အပတ်မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ